大家好，今天我们来看课文一，在图书馆做啥子代码的呢？一个米来的，现在几点？阿库不能来嘞。现在几点？阿库不能来嘞。比个表来的，现在阿库说的是10点10分，10点10分，那也几表它呢？在哪一些minute吧的，中午几点吃饭？你嘞本来哪一嘛？他们啥嘛嘞？12点吃饭，上了哪一嘛？他们啥家没？哪里啦？然后阿丹那他家没呢？第11课，现在几点 Lesson 11. What's the time now? 课文1 Text 1. 现在几点？现在10点10分，中午几点吃饭？12点吃饭。好啊，中午12点吃饭。对，然后他这个讲课文2က在家အိမ်မှာတဲ့เนาะအိမ်မှာစကားပြောကြမယ်တဲ့เนาะဒီမှာစကားပြောတယ်နံပါတ်1爸爸ကမေးလိုက်တယ် A ကပြောလိုက်တယ်爸爸ပြောပါ A ကပြောလိုက်တယ်爸爸什么时候回家เนาะအဖေဘယ်အချိန်အိမ်ပြန်လာမှာလဲเนาะဘယ်ချိန်အိမ်ပြန်လာမှာလဲအဖေကိုမေးလိုက်တော့အဖေကပြန်ပြောတယ်下午5点ညနေ9နာရီကျရင်အိမ်ပြန်လာမယ်နလား下午ညနေ5点9နာရီမှာအိမ်ပြန်လာမယ်เนาะနောက်ထပ် A ကထပ်မိလိုက်တယ်我们什么时候去看电影我们ငါတို့ဟာဆိုလို့ရှိရင်什么时候ဘယ်အချိန်မှာ去看电影ရုပ်ရှင်သွားကြည့်ကြမှာလဲเนาะအဖေက9နာရီမှပြန်လာမှာเนาะအဲ့တော့ကလေးကမေးရပေါ့ဘယ်ချိန်ကျမှရုပ်ရှင်သွားကြည့်မှာလဲအဖေကပြန်ပြောလိုက်တယ်6点30分6点30分မှာရုပ်ရှင်သွားကြည့်ကြမယ်ဟုတ်လားဒါနားထောင်ရအောင်课文2 Text 2. 爸爸什么时候回家？下午5点。我们什么时候去看电影6点30分。係咪နော်ကဲအဲ့တော့သင်ခန်းစာဖတ်စာ3ကိုကြည့်အောင်ဖတ်စာ3ကလည်းပဲ在家เนาะ在家အိမ်မှာပြောစကားပြောတဲ့ပုံစံပါ也要表嘞，我星期一去北京。我还说了是星期一，等你哪里嘛去北京？北京我多没？喏，你想在北京住几天？住是吧？你谈地里喏。你想说三那是啦，撇钱啦，喏，在北京住几天？北京嘛，本来要你嘛咯，喏，没来的哦，住3天，住你谈呢3天，都要你没。然后比亚变表嘞，星期五前能回家吗？喏，星期五前喏，到家里面要看能回家吗？一边拉来啦，比亚变表来的能，呀的拉来的，係啦。然後大家我等下行จำเนาะ课文3 Text 3. 我星期一去北京，你想在北京住几天？住3天。星期五前能回家吗？能。係啦အဲ့တော့ဒီသင်ခန်းစာလေးလေ့လာပြီးပြီဆိုလို့ရှိရင်မေးခွန်းလေးတွေဖြေရပါမယ်အဲ့ဒီရဲ့သင်ခန်းစာပေါ်မှာမူတည်ပြီးတော့မှဖြေရမယ်เนาะမေးခွန်းလေးတွေကတော့ဒါလေးအိမ်စာလုပ်ရမယ်เนาะတကယ်လို့မအောင်ဆိုရင်ချမရေးပါနဲ့တိုင်းအတန်ဖိုင်ပို့ပေးပါအားတယ်ဆိုရင်တော့အမေတစ်ကြောင်အဖြေတစ်ကြောင်ရေးပါပြီးလို့ရှိရင်ဆိုလဲစုပါဟုတ်ပြီเนาะအဲ့တော့နံပါတ်1ရှန်ဆိုင်ကြီးတန်းနဲ့အခုဘယ်နှနာရီလဲတဲ့ဖတ်စာထဲမှာဘယ်နှနာရီပြောဆိုရင်ဘယ်နှနာရီဖြည့်ပြီเนาะအဖြေဖြေရမယ်နောက်တစ်ခု他们几点吃饭သူတို့ဘယ်နှနာရီမှာထမင်းစားတယ်လဲเนาะသူတို့ဘယ်နှနာရီမှာစားတယ်လဲဆိုတာကိုကြည့်ပြီးတော့မှဖြေပါအလွတ်ဖြေကြမလို့เนาะတော့ကြည့်ပြီးတော့မှဖြေလို့ရတယ်ပြီးတော့နံပါတ်3爸爸什么时候回家အဖေဘယ်ချိန်အိမ်ပြန်လာမှာလဲဘယ်ချိန်အိမ်ပြန်လာလဲเนาะ他们什么时候去看电影ဘယ်နှနာရီမှာရုပ်ရှင်သွားကြည့်မှာလဲเนาะ他去哪သူဘယ်ကိုသွားတာလဲเนาะ什么时候能回家ဘယ်အချိန်မှာအိမ်ပြန်လာနိုင်လဲเนาะသူဘယ်ကိုသွားတာလဲဘယ်အချိန်မှာအိမ်ပြန်လာနိုင်လဲရလားအဲ့တော့ဒီမိခွန်းလေးကိုအမေတစ်ကြောင်အဖေတစ်ကြောင်ရေးရမယ်ပြီးလို့ရှိရင်ဆိုထားတဲ့အတန်ဖိုင်လေးပို့ပေးရမယ်မအားတဲ့သူတွေကတော့
မရေးပါနဲ့ဒီတိုင်းပဲဆိုပြီးတော့ပို့ပေးရမယ်။ဘာကြောင့်ဆိုခိုင်းတာလဲဆိုရင်ဒီတရုတ်စကားပြောတဲ့ခါမှာရှာတွက်စီခြင်းလို့เนาะစာများများဆိုပြီးမှစကားပြောရဲမှာလေเนาะစာမဆိုဘူးဒီတိုင်းပဲကြော်သွားလိုက်တယ်ဆိုရင်နောက်ကျအဆင်ဘလောက်ပဲများလာစကားပြောဖို့အတွက်ကမဝိမရဲဖြစ်နေမှာလေเนาะအဲ့တော့ပြောဖို့အတွက်ကိုမကြောက်နဲ့မရှက်နဲ့မှားမအောင်လည်းစိတ်မပူနဲ့မှားတာကစိတ်ပူစရာမလိုဘူးမလုပ်ဖြစ်မှာပဲစိတ်ပူရမှာဟုတ်ပြီเนาะကဲအားလုံးကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာတွေ့ကြမယ်စိုက်ကျန်